တင်းငါကွန်ပျူတာကိုအလကားထားနေမယ်အစားပိတ်ဆန်ရှာပေးနိုင်မယ်ဆိုရင်တော့စိတ်ဝင်စားပါသလားဒါကရိုးရိုး mining လောက်တာမဟုတ်ပါဘူးဒီနေ့မှာတော့ GPU လောကမှာ Uber ဖြစ်လာမယ် Render Network အကြောင်းကိုပြောပြပါမယ် Render ဆိုတာပါလေ Render Network ကို GPU လောကရဲ့ Uber လို့မြင်ကြည့်နိုင်ပါတယ်တင်းနေမှာအသုံးမလို့တဲ့ကွန်ပျူတာရဲ့ GPU ရှိရင် Render စီမှာအငါးချားတွေပိုက်ဆံရှာနိုင်ပါတယ် 3D ရုပ်ရှင်တွေ game တွေ AI project တွေဖန်တီးသူတွေကကွန်ပျူတာရဲ့အင်အားဖြစ်တဲ့ GPU power ကိုလိုအပ်တဲ့အခါ render စီမှာလာငါသုံးနိုင်တယ်။အတိုးချုပ်ပြောရင် render ကကဘာအနက်က game ညာနဲ့ crypto miner ညာတွေအသုံးမလို့ပဲရထားတော့အားကောင်းတဲ့ GPU များစွာရှိနေသည်။သူတို့ဒီ render network တွေ node operator အဖြစ်စည်ရင်းသွင်းပြီးမိမိတို့ရဲ့ GPU အင်အားကိုငါရန်ပေးက render token ကိုစုကြဲအဖြစ်ရယူနိုင်သည်။ Render သည်လေးလုံးထွားတဲ့ project တစ်ခုမဟုတ်ပါဘူး။ O2I ကဲ့သို့သောနာမည်ကြီး graphics company ကြောထောင်နောက်ခံရှိပြီးလက်တွေ့အသုံးသွင်းနိုင်သော product distributed GPU rendering ရှိနေပြီဖြစ်သည်။ team သည် public တွင်ပွင့်လင်းမြင်သာမှုရှိသူများ doxed team ဖြစ်သည်။ဘာကြောင့် render ကိုလိုအပ်တာလဲ။ AWS သို့မဟုတ် Google Cloud ကဲ့သို့ centralized ဖြစ်သော cloud များသည်အလွန်ဈေးကြီးသည်။ Render သည် decentralized ဖြစ်သောကြောင့်ဆယ်စားခံပိုမိုသက်သာနိုင်သည်။ GPU ထောင်ပေါင်းများစွာကိုတပြိုင်တည်းအသုံးသွင်းနိုင်ဖြစ်သည်ရက်ပေါင်းများစွာကြာမဲ့ rendering အလုပ်များကိုမိနစ်ပိုင်းအတွင်းပြီးစီးစေနိုင်သည် AI ခေတ်တွင် GPU များကအထူးသဖြင့် NVIDIA chip များသည်ရွှေထက်ရှားပါသည် Render သည်အိမ်ထုံး GPU များကိုပါဆွဲထိုးသုံးဆွဲခွင့်ပေးထားသဖြင့် supply ပြဿနာကိုဖြေရှင်းပေသည် Render ရဲ့ tokenomics ကိုလေ့လာကြည့်အောင်လက်ရှိ Render သည် Ethereum RNDR မှာ Solana Render တို့ပြောင်းရွှေ့ထားပြီးဖြစ်တာကြောင့်အချက်အလက်များသည့်အပြောင်းလဲရှိနိုင်ပါတယ်။ Total supply စုစုပေါင်းထုတ်ဝေထားမှုမှာ533 million Render coin ရှိပြီး circulating supply ဟာဆိုရင်519 million စုစုပေါင်း၏69%ခန့်နဲ့ max supply အများဆုံးထုတ်ဝေမဲ့အရေးအတွက်က644 million BNB model အရ cap လုပ်ထားသည့်ပမာဏဖြစ်သည်။ Token distribution ကိုလေ့လာကြည့်အောင်Render ၏မူလဖြန့်ဝေမှုပုံစံသည့်အောက်ပါအတိုင်းဖြစ်သည် Token sale investors and public မှာ25% to 35% ယင်းနှိမြုပ်နယ်သူများနှင့်အများပြည်သူတို့ရောင်းချခဲ့သည် Reserve အရန်ငွေမှာ35% to 40% user growth နှင့် network ဖွံ့ဖြိုးရေးအတွက် team and advisors အဖွဲ့နှင့်အကြံပေးများမှာ10% to 15% ယူကြသည် foundation ကတော့15% to 20% ဖြစ်ပါတယ်Render token ရဲ့အဓိကအသုံးဝင်ပုံမှာ rendering သို့မဟုတ် AI အလုံးများလုပ်လို့သူများက GPU 9ရန် render coin ဖြင့်ဖေးချရသည် GPU 9ပေးသူများ node operators သည်လိုအားခအဖြစ် render coin ဖြင့်ဖြန့်ရသည် governance အနေဖြင့် render တောင်းမှမဲပြီးဆုံးဖြတ်ခွင့်ရှိသည် render ကဖြည့်ရှင်းပေးနေသောပြဿနာများမှာ GPU ရှားပါမှုကမ္ဘာပေါ်မှာ high-end GPU များဥပမာ NVIDIA H100 သည်အလွန်ရှားပါသည့်ဈေးကြီးသည် Series A ကကြီးမြင့်မှု Centralized ဖြစ်သော Cloud AWS Google Cloud များသည့်ဈေးကြီးသည် Render သည်အိမ်သုံး GPU များကိုပါအသုံးချလို့ရဖြစ်သည် Series A ကတတ်တာပြီး GPU အင်အားကိုအကန့်အသတ်မရှိနေပါရရှိစေသည် Render ရဲ့ inflationary နဲ့ deflationary ကိုလေ့လာကြည့်အောင် Render သည် burn and mint equilibrium model ကိုကျင့်သုံးသည် deflationary pressure သည်ဝန်ဆောင်မှုသုံးသူများပေးချေလိုက်သော render token အချို့ကို burn ပစ်လိုက်သည်။ network အသုံးပြုမှုများလီ token အရေးအတွက်နည်းလာသည်။ inflationary pressure သည် node operator များကိုစုကြည် mint ပြပေးရသည်။အသုံးပြုမှုအလွန်များလာပါက deflationary ဖြစ်သွားနိုင်တော့လေပုံမှန်အားဖြင့်အနေငယ် inflationary အနေထားတွင်ရှိသည်။ Render ရဲ့ founders နှင့် background ကြည့်အောင်Jules Urbach က O2E Company CEO ဖြစ်သည် Computer Graphics လောကတွင်ကန်တဝင်တဦးဖြစ်သည်သူ၏ O2E Company သည် Hollywood ရုပ်ရှင်များဥပမာ Avatar, Star Wars တွင်သုံးသောနည်းပညာများကိုပံ့ပိုးပေးသည် Ari Emanuel သည် Render ၏အကြံပေးဖို့အဖွဲ့တွင်ပါဝင်ပြီး Endeavor, UFC နှင့် WWE တိုင်ရှိအပြင် CEO ဖြစ်သည် Render ညအဓိကယင်းနှိမြုပ်သူများRender ကိုထိတ်တန်း VC များကကြောထောင်နောက်ခံပြုထားသည် Multicoin Capital Crypto လောက၏ထိပ်သီး VC Solana Foundation Solana တို့ပြောင်းရွှေ့ရာတွင်ကူညီပံ့ပိုးသူ S-Fermion NFT ရဲ့ Metaverse အထူးပြု VC Alameda Research
ယခင်ကယင်းနီးမြုပ်ထဲဖူးသည်ယခုအခါပြိုလဲတော်သည့်ချက်တော့လေသမိုင်းကြောင့်အားတည်ထားတင်သည်အဓိကအတွင်အားပြီးမဲ့အချက်များ bullish catalysts AI compute explosion Randa သည်ရုပ်ရှင် rendering သစပ်မဟုတ်တော့ပဲ AI training နှင့် inference အတွက်ပါဝန်ဆောင်မှုပေးနေသည်ဖြစ်သည် AI model များပုံမကြီးမားလာသည့်နဲ့အမဲ့ GPU လိုအပ်ချက်သည်လာမဲ့3နှစ်အတွင်း90မှာစိတ်ဆန်အထိမြင့်တက်လာနိုင်သည် Randa သည်ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးမဲ့အဓိက infrastructure ဖြစ်လာနိုင်သည် Randa ရဲ့အားသာချက်များ value capture mechanism အနေဖြင့် Solana တို့ပြောင်းရွှေ့ပြီးနောက် burn and mint equilibrium ကိုကျင့်သုံးသည် network အသုံးသူများက fee ပေးချလိုက်သော render token များကို burn လိုက်ခြင်းကြောင့်အသုံးပြုမှုများလီ token တန်ဖိုးတက်လီဖြစ်တဲ့ deflationary mechanism အစစ်အမှန်ရှိသည် infrastructure mode အနေဖြင့်ကမ္ဘာထိပ်တန်း 3D software Octane render နဲ့တိုက်ရိုက်ချိတ်ထားခြင်းသည်အခြားပြိုင်ဘက်များဖြစ်ခဲ့ဥပမာ Golem, Akash လိုက်မီရန်ခက်ခဲသောအားသာချက်ဖြစ်သည် Pivot to AI compute အနေဖြင့်ရိုးရိုး rendering တသက်မဟုတ်တဲ့ရှားပါးနေသော GPU အင်အားကို AI training inference အတွက်ပြောင်းလဲအသုံးပြုနိုင်အောင်လုပ်ဆောင်ခြင်းသည် capital flow ကိုဆွဲဆောင်နိုင်သောအချက်ဖြစ်သည် Solana migration အနေဖြင့် Ethereum ရဲ့ gas fee ပြဿနာကိုရှောင်ရှားပြီး Solana ရဲ့မြန်နှုန်းမြင့်ခြင်းပေါ်သို့ရောက်ရှိလာခြင်းက high frequency transactions များကိုလက်တွေ့ကျကျလုပ်ဆောင်နိုင်စေသည် Render ရဲ့အကြီးမားဆုံးအန္တရာယ်များကတော့ centralization reliance Render သည် O2E company ရဲ့နေတညာ Octane render ပေါ်ခွင့်အလုံးမီခိုနေရသည် O2E မရှိရင် render ရပ်တည်ရန်ခက်ခဲနိုင်သည် O2E ရဲ့ software license မူဝါဒပြောင်းလဲပါက network တစ်ခုလုံးထိခိုက်နိုင်သည်ဒီပင်ဖတ်တော်လဲ fully decentralized မဟုတ်သေးမှာ competition အနေဖြင့်တမားရိုးကျ cloud များ AWS နဲ့ decentralized ပြိုင်ဘက်များ Akash, IO.net ကြားတွင်ပြိုင်ဆိုင်မှုပြင်းထန်သည့် AWS, Google Cloud နဲ့ Nvidia ကိုယ်တိုင် cloud compute စီနုများရှော့ချလာပါက render ရဲ့ဈေးသက်သာမှုဆိုသည့်အားသာချက်မှာပျောက်သွားနိုင်သည် AI pivot execution အနေဖြင့် render သည် rendering မှာ AI ဘက်ကိုဦးလီနေသည်ဒီအကူအပြောင်းမှာမအောင်မြင်ပါကတန်ဖိုးကျဆင်းနိုင်သည် supply side volatility အနေဖြင့်တကယ်လို့ crypto ဈေးကွက်ကျဆင်းခင်တွင် GPU miner များအတွက်တွက်ချေမကိုက်ပါက node များကွန်ရက်မှာထွက်သွားနိုင်သည် Render ရဲ့ white paper key takeaways အနေဖြင့် Render သည်ဘေဟာရိုချုပ်ကိုင်မှုမရှိသော GPU ကွန်ရက်ကိုတည်ဆောက်ခြင်းဖြစ်သည် Proof of Render အနေဖြင့် GPU ပိုင်ရှင်များကအလုပ်လုပ်ခြင်းထက်တွေပြနိုင်မှစုကြေးရသည့်စနစ်ဖြစ်သည် Tiered pricing အနေဖြင့်အမြန်နှုန်းနဲ့လုံခြုံရေးပေါ်မူတည်ပြီးဈေးနှုန်းအဆင့်ဆင့်သတ်မှတ်ထားခြင်းဖြစ်သည် Right management အနေဖြင့် Fanti သူများရဲ့အမှုပညာလက်ခွာများကို blockchain ပေါ်မှာမှတ်နှုန်းထားပြီးကာကွယ်သည် Scalability အနေဖြင့်ကမ္ဘာအမြတ်ဒီနေရာမှာမဆိုအကန့်အသတ်မရှိချိတ်သွဲ့နိုင်ခြင်းဖြစ်ပါသည် Render ရဲ့ roadmap and achievements အနေဖြင့်ပြီးခဲ့သောအောင်မြင်မှုများမှာ Ethereum မှ Solana သို့အောင်မြင်စွာပြောင်းရွှေ့နိုင်ခြင်း faster and cheaper Apple ရဲ့ iPad များတွင် Octane X မှတွင်အသုံးပြုနိုင်ခြင်း Render ရဲ့ 2025-2026 future plans အနေဖြင့် AI compute client AI model များလေ့ကျင့်ရန် training နဲ့အသုံးပြုရန် inference အတွက်အထူးပြုထားသောစနစ်များမိတ်ဆက်ထားခြင်း spatial computing အနေဖြင့် Apple Vision Pro ကဲ့သို့သော AR/VR ကိရိယာများအတွက် rendering ပံ့ပိုးပေးခြင်းဖြစ်သည် Render ပြိုင်ဘက်နှင့်နိုင်ရှင်ချက်များမှာ Render သည်စရိတ်စကပိုတပ်တာသည်အသုံးပြုရလွယ်ကူတော့လဲ Enterprise အဆင့်လုံခြုံရေးတွေ AWS ကတာလွန်နိုင်သေးသည် Akash သည် General Purpose အထွေထွေသုံး Cloud ဖြစ်သည် Render သည် High-end Graphics and AI အတွက်အထူးပြု Specialized ဖြစ်သည်အရေးထွေးမိရုပ်ထွက်ပိုင်းတွင် Render ကပြိုင်ဘက်ကင်သည် Render ရဲ့ Partnerships အနေဖြင့် O2A မိခင် Company တစ်ဖွဲ့ဖြစ်ပြီးနေပညာပံ့ပိုးသူများဖြစ်သည် Solana ကမြန်နှုန်းမြင့် Blockchain အရှိခံအဆောက်အုံတစ်ခုဖြစ်လာသည် Apple, Indirect, Render ၏နေပညာသည် Apple ၏ဂေဟစနစ် Mac iPad တွင်အဓိကပါဝင်နေသည် IO.net က GPU အရင်းမြစ်များကိုသုံးစွဲရန်ပူးပေါင်းထားသည် Marketing narrative တီးရာဝဲဦးဒီကဝယ်နေကြပြီဆိုတာပြောနေကြတယ်တကယ်လက်တွေ့မှာဝဲဦးဒီကဝယ်ပြီးပါလို့လဲဆိုတာကပိုရေးကြည့်ပါတယ် Solana ecosystem ထဲက lending protocol တွေဥပမာ Camino, Margin-Fi မှာ Render ကို collateral အပေါင်းပစ္စည်းအဖြစ်သုံးတာများလာပါတယ်ဒါကဘာကိုပြလဲဆိုတော့ Whale က Render ကိုရောင်းထုတ်ဖို့အစီအစဉ်မရှိဘဲ Render ကိုပေါင်းပြီး USDC, Solana ထုတ်ကတခြားနေရာမှာ investment လုပ်နေကြတာပါဒါက high conviction hold ရဲ့ on-chain တတိပါပဲ exchange ဒီပေါ်မှာအယောင်းတင်ထားတဲ့ supply နေသွားစေပါတယ်နောက်ဆုံးအနေဖြင့် Render ဒီ AI နဲ့ Metaverse ခေတ်ရည်စီကြောင်းနှစ်ခုလုံးရဲ့အလဲတက်တက်တွင်ရှိနေသောအလွန်အလားပွားရှိသည့် project ဖြစ်သည်
ထို့တော့ရေရှည်ယင်းနှီးမြုပ်နဲ့မီဆိုပါက AI နဲ့ပဲတော့ကူပြောင်းမှုအောင်မြင်မအောင်မြင်ကိုစောင့်ကြည့်ရပါမည်ဒီဗီဒီယိုဟာ financial advice မဟုတ်ပါ knowledge အတွက်ရည်ရွယ်ချက်ဖြစ်ပါတယ် crypto market ဒီ Android များဖြစ်ကိုယ်တိုင်လေ့လာပြီးမှ invest လုပ်ပါ အခုကြည့်ရှုနေတဲ့ဗီဒီယိုလေးကတင်တွက်တစ်ခုခုဒါမှမဟုတ်ဘ ഹു တုဒအသစ်တစ်ခုခုရရှိစေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးထားဖို့အထူးပဲတောင်းဆိုချင်ပါတယ်။ဒါအပြင်ဗီဒီယိုအသစ်တွေတင်တိုင်းမှာလက်မလွတ်စေဖို့အတွက်ဘေးနားကခေါင်းလောင်းလေး notification bell ကိုလည်းနှိပ်ထားပေးပါဦးနော်။ဒီဗီဒီယိုလေးကတင်သူငယ်ချင်းတွေအတွက်လည်းအကျိုးရှိမယ်ဆိုရင် share ပေးဖို့လည်းမမေ့ပါနဲ့ဦး။အခုလိုအချိန်ပေးပြီးအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်